မဲ့အကြောင်းအရာတွေကတကယ်ကိုစိတ်လှုပ်ရှားဖို့ကောင်းတယ်လို့နှလုံးသားကိုလည်းထိခိုက်စေမဲ့သတင်းတွေပဲဖြစ်ပါတယ်အဓိကကတော့မကာမြို့ကဗလီဝတ်ကျောင်းတော်ကြီး Grand Mox မှာဖြစ်ပွားခဲ့တဲ့ရင်သက်ရှူမောဝဲသူရဲကောင်းစာနဲ့ကဲတေးမှုအကြောင်းပါပဲအဲ့ဒီဖြစ်ရကတကယ်ကိုအံ့ဩဖို့ကောင်းပါတယ်လုံခြုံရေးဝင်တဲ့ Ryan Din Saik bin Yaya Al Ahmad ဟာအထက်မြင့်ပေါ်ကနေခုံချပြီးကိုအဆုံးစီရင်ဖို့ကြိုးစားခဲ့တဲ့အမျိုးသားတအုပ်ကိုမြေပြင်ပေါ်မကျခဲ့တားဆီးကယ်တင်နိုင်ခဲ့တာပါအဲ့ဒီလိုကယ်တင်ရင်းနဲ့သူကိုယ်တိုင်လည်းဒဏ်ရာများပြားရရှိခဲ့လို့ဆေးရုံမှာကုသမှုခံယူနေရတယ်လို့သိရပါတယ်ဒါကြောင့်လဲဆော်ဒီပြည်ထရေးဝန်ကြီး Prince Abdul Aziz bin Saud bin Nayef ကဒီလုံခြုံရေးဝန်ထမ်းစီကိုကိုယ်တိုင်ဖုံးဆက်ပြီးသူ့ရဲ့တပ်တီနဲ့တာဝန်တိစိတ်ကိုချီးကျူးခဲ့တာပေါ့ဝန်ကြီးကဒါဟာပုံမှန်တာဝန်ထမ်းဆောင်မှုထက်ကိုကြော်လွန်တဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာစွန့်လွတ်အနစ်နာခံမှုလိုတောင်တင်စားပြောဆိုခဲ့ပါတယ်လူမှုကွန်ရက်မှာလေဒီအကြောင်းကတော်တော်လေးဟိုးလေးတကြော်ထစ်ထွာတာနော်အသုံးပြုသူတယောက်ကဆိုရင်ခမည်းဟာနေရာတစ်ခုကိုစောင့်ရှောက်သူတင်မကပဲအသက်တွေကိုစောင့်ရှောက်သူခစ်တယ်လို့တော့အမွမ်းတင်ခဲ့ကြတယ်ဒီဖြစ်ရကဗလီဝတ်ကျောင်းတော်ကြီးမှာရှိတဲ့လုံယုံရဲ့တပ်ဖွဲ့ဝင်တွေရဲ့အစင်သင့်ဖြစ်နေမှုနဲ့ကျွမ်းကျင်မှုကိုမီးပေါင်းထိုးပြနေတာပါပဲတကယ်ကိုလေးစားဖို့ကောင်းပါတယ်ဒါနဲ့ဒီလိုတန်ရှင်းမြင့်မြတ်တဲ့နေရာတွေကိုတခြားတစ်ဖက်ကနေရှုမြင်နိုင်မဲ့နီးပညာအသစ်တစ်ခုအကြောင်းလဲကျမတို့ပြောဖို့လိုသေးတယ်နော်အဲ့ဒါကတော့ Flying over Saudi ဆိုတဲ့ Cinematic Area Experience အသစ်ပါပဲအဲ့ဒါကတကယ်ကိုအမိုက်စားပဲ Riyadh Season ရဲ့အစိပ်ပိုင်းတစ်ခုအနေနဲ့ Boulevard City မှာစတင်လိုက်တာဖြစ်ပြီး 8K resolution နဲ့ရိုက်ကူးထားတာပါ Saudi Arabia ရဲ့တဲကန်ဒါရီနဲ့တောင်နှင်းတွေကိုမြို့ပအလားပါတွေကိုလီဘော်ကနေဖြန်ဝဲကြည့်ရှုရတယ်လို့မျိုးခန်းစားချက်ပေးမှာဖြစ်ပြီးအဲ့ဒီထဲမှာဗလီဝဲကျောင်းတော်ကြီး Two Holy Mosques ရဲ့အထူးရှုမြင်ကွင်းတွေလည်းပါဝင်တယ်လို့ဆိုပါတယ်နီးပညာကလည်းအလန်းစားပဲနော်ရှစ်မိနစ်စာအတွေ့အကြုံအတွင်းမှာလေးတိုက်တာရေမုံလေးတွေစင်တာနဲ့သဘာဝရနံ့တွေကိုပါထည့်သွင်းထားတော့တကယ့်ကိုလက်တွေ့ကြကြပြန်တန်းနေရတယ်လို့ခံစားရမှာပါအမှန်ပါပဲဒါဟာဆော်ဒီရဲ့သဘာဝအလှတရားနဲ့ယဉ်ကျေးမှုကြွယ်ဝပုံကိုခက်မီနီးပညာနဲ့ပေါင်းဆက်ပြသလိုက်တာပါတစ်ဖက်မှာလည်းဗလီဝတ်ကျောင်းစုကြီးကိုကာကွယ်ဆောင်ရှောက်နေတဲ့သူရဲကောင်းတွေရှိသလိုနောက်တစ်ဖက်မှာလည်းအဲ့ဒီနေရာတွေရဲ့အလှအပကိုကမ္ဘာကိုသိအောင်နီးပညာနဲ့တင်ဆက်နေတာဟာတကယ့်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့ဆက်ဆက်မှုတစ်ခုပါပဲဒီအခြေအနေကိုဥပမာပေးရရင်လုံယုံရေးဝန်ထမ်း Al Ahmad ဟာလဲကြတော့မဲ့သူအတွက်ခိုင်ခံတဲ့ဘေးကင်းရေးပကွက်လီတစ်ခုလိုဖိခဲ့တယ်လို့ Flying over Saudi နီးပညာကတော့ကျမတို့ကိုကောင်းငင်ရံကနေကြည့်ရှုနိုင်တဲ့ငှက်မျက်စုံတစုံပေးလိုက်တာလို့ပါပဲတစ်ခုကလက်တွေ့ကြကြအသက်တွေကိုကာကွယ်ပေးပြီးနောက်တစ်ခုကတော့အဲ့ဒီကာကွယ်ထားတဲ့အလှပါတွေကိုကမ္ဘာကိုပြသနေတာဖြစ်ပါတယ်